ပြောဆိုဟမ်ပြောမှလားမပြောဘူးလားပြောမယ်လို့ ပြောမယ်ဆိုအမှန်တိုင်းပြောမယ်ကျွန်တော်တို့ social media ပေါ်မှာဒီလိုမျိုးဝင်ငွေတွေရှာတော့မယ်ဆိုရင်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်တော့မိတ်ဆွေတို့အတွက်တစ်ခုခုရလိမ့်မယ်ဒီလိုမျိုးဝင်ငွေတွေရလာတာကတော့နေချင်းညာချင်းအခုချက်ချင်းထလို့အခုချက်ချင်းထကြိုးစားလို့ရလာတာတော့မဟုတ်ပါဘူးကျွန်တော်မှဆိုရင်ဒီဖုန်းလေးတစ်လုံးနဲ့အချိန်6လလောက်ကိုဝင်ငွေတစ်ပြားမှမရဘဲနဲ့ကျွန်တော်ကြိုးစားခဲ့ရတာပါအဲ့ဒီတော့မရသေးတဲ့သူတွေကိုပေါ့နော်ကျွန်တော်ကြုံတွေ့ခဲ့တဲ့အခက်အခဲလေးတွေပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်နံပါတ်1အချက်ကတော့ကျွန်တော်ကကြည့်မကောင်းလို့အသားမဲလို့ငါဗီဒီယိုရိုက်တဲ့အခါအားပေးတဲ့သူရှိပါမလားဆိုတဲ့အတွေ့နဲ့ကင်မရာရှေ့မထွက်ရတဲ့အချက်နံပါတ်2အချက်ကတော့ကျွန်တော်တို့ပတ်ဝန်းကျင်အတိုင်းဝိုင်းမင်းရုပ်ရည်နဲ့မဖြစ်နိုင်ပါဘူးဆိုတဲ့စကားနံပါတ်3ငါကအတန်းပညာ10တန်းတောင်မအောင်ဘူးလုံးလို့ဖြစ်ပါမလားဆိုတဲ့အတွေ့နံပါတ်4အချက်ကတော့ကျွန်တော်ကထိုင်းနိုင်ငံမှာနေတဲ့အတွက်ညလောပါချစ်နေစားလို့ဒီကြားထဲကအားလက်ချိန်လေးမှာငါလုံးလို့အဆင်ပြေပါမလားဆိုတဲ့အတွေ့ဒီလိုအတွေ့ပေါင်းများစွာနဲ့ဘာမှနားမလဲပဲတုံညာကနေစရမယ်ကျွန်တော်အကောင်းဆုံးတုံတင်လမ်းပြပေးခဲ့တဲ့သူကတော့ကျွန်တော်ရဲ့ဆရာဒေါက်တာရဲထက်ပဲဖြစ်ပါတယ်ဒီလမ်းကြောင်းကိုစရှောက်မယ်ဆိုရင်ဝင်ငွေမရခင်ချိန်ထိတော့စိတ်သက်ကြတာတို့စက်မလုပ်ချင်တော့တာတို့ဖြစ်တတ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီမိသားစုအတွက်ငါမရအောင်လုပ်မယ်မဖြစ်အောင်လုပ်မယ်ဆိုတဲ့အတွေးနဲ့ကျွန်တော်စူးစမ်းလာခဲ့တာဒီလိုမျိုးမီလီယံ view တွေရလာတဲ့အခါဝင်ငွေတွေဝင်လာတဲ့အခါကျရင်အထက်ကကြုံတွေ့ခဲ့တဲ့အခက်အခဲတွေပတ်ဝန်းကျင်ပြောစကားတွေကမိတ်ဆွေတို့အသေးအမွှားလေးပဲကျွန်တော်ကိုယ်တိုင်လည်းတကယ်ဝင်ငွေရနေတဲ့အတွက်ဒီလမ်းကြောင်းပေါ်မှာရှိနေတဲ့မိတ်ဆွေတို့စိတ်ခွန်အားဖြစ်စေခြင်းတို့ဒီဗီဒီယိုလေးဖန်တီးပေးလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒီအတွက်စလုပ်ပါစူးစမ်းပါလေ့လာပါသင်ယူပါတကယ်လုပ်ရင်တကယ်ရတယ်အခုမှစလုပ်ချင်တဲ့သူတွေအတွက်ဘယ်ကစရမလဲဆိုရင်ကျွန်တော်ဆရာဒေါက်တာရဲထက်ဖွင့်ထားတဲ့သင်တန်းလေးရှိပါတယ်အခြေခံကနေစပြီးတော့မြန်မာလိုကြီးပဲသင်ပေးထားတဲ့အတွက်အားလုံးအဆင်ပြေတယ်ဗျာပြီးတော့သင်တန်းတစ်ခါအဲ့ယုံနဲ့ရာတပ်ပံသင်တန်းဖြစ်တဲ့အတွက်ပို့ပြီးတော့အဆင်ပြေတယ်ဗျာအဲ့အတွက်စိတ်ဝင်စားတဲ့လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော် comment မှာ Telegram link လေးရော Facebook link ရောချပေးထားမယ်ဝင်ရောက်ပြီးတော့လေ့လာလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေဘိုင်ဘိုင်ခေါ်တာဒီဗီဒီယိုတစ်ချက်ကြည့်ရခဏပါရအမေရမားတယ်ဒါဆိုဘေးကရောပါရလားဒါတော့တည်တယ်သူရမလေးအဲ့လာတော့နောက်ဘူးထားရလားသူရိုက်ရလေဟာမှန်လို့ရိုက်တာလေ